ကျွန်တော်တို့တမောသားညီကိုတွေပေါ့နော်တမောပေါ်မှာအလုပ်လုပ်မယ်ဆိုရင်ဒီတစ်ချက်လေးကိုအများတန်းတွေးပြီးတော့ကျွန်တော်ကလှုပ်စေချင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ရဲ့နေရာတွေကိုဗျာကျွန်တော်တို့ရဲ့နေရာကိုဒီတမော company တွေကကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာပေါ်မှာပေါ့နော်ကျွန်တော်တို့လူစားထိုးရလို့ရတယ်အဲ့တော့ဒီတစ်ချက်ကဘာလို့ဆိုလိုတာလဲဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအသက်အနည်းရင်းပြီးလောက်ရမယ်လုပ်တွေ risk ရှိတဲ့လုပ်တွေလောက်ရမယ်လုပ်တွေပါပေါ့နော်ကိုကတခုခုဖြစ်သွားခဲ့ရင်ကိုရော်ကြီးပေးပြီးတော့ပြီးသွားပြီပေါ့နော်ပြီးရင်ကိုနေရာမှာတခြားလူတယောက်ရှောင်းခန့်လိုက်မှာပေါ့ဒါဆိုပြီးသွားအဲ့တော့ဒီမှာပြောစရာရှိတာရော်ကြီးရမယ်ဆိုပြီးတော့ကိုအသက်ကြီးနဲ့ဘာလုပ်မှာလဲမဟုတ်လားဟိုလူမသေးမွေးမရှားဆိုတဲ့စကားလည်းရှိတာပဲနောက်တစ်ခုကအဲ့လိုမျိုးရော်ကြီးရဖို့ဆိုတာလည်းကိုက PPE အပြည့်စုံဝတ်ပြီးတော့ဖြစ်သွားမှာပဲရော်ကြီးရမှာပေါ့နော်အဲ့တော့ခုကာလာကြီးမှာတည်ရတိုင်းမှာအာမကုမ္ပဏီတွေကမျိုးစုံသုံးပြီးတော့ရော်ကြီးရှောင်နေကြတဲ့ကာလာကြီးပေါ့နော်အဲ့တော့ဒါထားပါအောင်ပြောချင်တာကကိုကအခုလိုမျိုး high place မှာဖြစ်ဖြစ်ဒီလို risk ရှိတဲ့လုပ်တွေပေါ့နော်ပြီးရတာမဟုတ်လား anglo speed နဲ့ဆင်းရတော့မယ်ဖြစ်ဖြစ်ဒါပေါ့နော်ဒါအဲ့လိုမျိုးလုပ်တွေလုပ်ရမယ်ဆိုရင်ကိုယ့်ရဲ့ personal protective equipment PPE တွေကိုပြည့်စုံဝတ်ပြီးတော့တခြား helper တွေပါတခြားခေါ်ပြီးတော့လုပ်တင်တော့ပေါ့နော်တယောက်တည်းလည်းပြမလုပ်ဖို့အကျဉ်းမပေးဘူးလုပ်လည်းမလုပ်တင်ဘူးပေါ့နော်ကိုခိုင်းနေဆိုလဲလုံးဝညင်းဆန်ပါဒါကတော့ညင်းဆန်ကိုပိုင်ခွင့်ရှိတယ်ပေါ့နော်တင်မောမှာကျွန်တော်တို့ဘယ်လုပ်မှလို့ခေါ်မယ်အတင်းခိုင်းလို့မရပါဘူးနောက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ back area တင်မောတွေမှာကျွန်တော်တို့ခုနောက်ပိုင်းကကျတော့ဒီစီးရဲမှာတမမောင်းနေဆိုတဲ့အချိန်မှာဆိုရင် headphone တွေမဖွင့်ကြတော့ဘူးပေါ့နော်ဒီတိုင်းပဲ headphone ပိတ်ပြီးတော့အထဲမှာပဲအရှင်းလောက်ကြတာပေါ့နော်ထားပါတော့ကျွန်တော်ဆိုလိုချင်တာအဲ့လိုမျိုးတွေ anglo space ထဲမှာအဲ့လိုမျိုးဆင်းရရမယ်ဆိုလဲမနက်ကျွန်တော်နိုးလာပြီဆိုရင်ကျွန်တော်တို့ဒီ ventilation တွေရှေ့နောက်ပြီးအပေါက် ventilation ပေါက်လေးတွေပေါ့နော်တခြားဖွင့်ပြီးတော့ကျွန်တော်တို့တက်နိုင်ဆုံး10နာရီတီးတိုင်းနောက်ပိုင်းမှာဝင်သင့်တယ်ပေါ့နော်ဒီကာဗာလဲတာဖြစ်ဖြစ်ဒီ hack cleaning ဆောက်လုပ်တာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကအကောင်းဆုံးကတော့နေ့လေတနာရီမှလောက်တာအကောင်းဆုံးပေါ့ဗျအဲ့တော့ရှားပါတယ်10နာရီလောက်ပြီးမှပဲလောက်ကြရမယ်အဲ့တော့ဘယ်လိုဖြစ်အဲ့လောက်ကတော့ထားတယ်ပေါ့နော်ခုမှအလောက်ကစာရေးသူပေါင်းပြီးပြီးရှနာရီထွက်ပြီးတော့ဖုန်းတွေဖွင့်ပြီးတန်းဆင်းလာမျိုးတွေမလုပ်ကြပါနဲ့ဒါကိုအဲ့လိုမျိုးဖြစ်သွားခဲ့ရင်လည်းဒါညင်းပေါ့နော်ခဏနေပါအောင်ပါညာပေါ့ဒါပိုစင်နေပါလေဆိုလဲexperience share လို့ဆိုလဲနားလဲပါတယ်အဲ့တော့ကဲအဲ့လိုမျိုးဝိုင်းပြီးပြောကြပါတော့ချက်ချင်းဆင်းသွားရင်ဘာကုံတဲခဲ့ဗျာကြောင်မီလေးဖြစ်တန်မီကြီးဖြစ်ထားပါတော့အဲ့လို anglo space ဟပ်ဖုန်းကြီးပိတ်နေဆိုရင်အောက်မှာလေကဘယ်တော့မှမဝဘူးဗျမလောက်ငါလေးဖြစ်နေတတ်တယ်အဲ့တော့အဲ့လိုမျိုး2နာရီ3နာရီလောက်ခြားပြီးမှဒါဆင်းတင်တာပေါ့နော်ကျန်တဲ့ anglo space အဲ့လိုပဲဟို 4 bit ဆင်းတာဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုး ventilation လေးကောက်ကိုဖွင့်ထားပြီးတော့မှဆင်းတင်တာပေါ့နော်အဲ့ဒါကဒီလိုမျိုး high place wall တွေဖြစ်ဖြစ်ဒီလိုမျိုး anglo space ဆင်းတာတွေဖြစ်ဖြစ်ဆိုရင်တယောက်တည်းဘယ်တော့မှမလုပ်ပါနဲ့အနည်းဆုံး2ယောက်လောက်သူ contact မိပြီးတော့လုပ်ရမှာပေါ့နော်ပြီးရင်လည်း break မှာလည်းအဲ့လို officer တရားရောက် radio လေးဖွင့်ခိုင်းပေးထားပါတော့ဒါပါတော့ကိုရေးပါ radio လေးချက်တော့ဖွင့်ပေးပါကျွန်တော်တို့ဒီမှာဆင်းလောက်တော့မှာမဟုတ်လို့ပေါ့နော်ဒီ radio test လေးပါလေးလုပ်ပြီးမှကျွန်တော်တို့လုပ်တင်ပါတယ်နောက်တစ်ခုကကျွန်တော် station တွေမှာကတော့ accident တွေကအဖြစ်များဆိုပေါ့နော်အဲ့တော့များသောအားဖြင့် station တွေမှာဗျာဒီလောကြရပဲတခြားပါတော့ဂျာရှိပဲဖြစ်ဖြစ်တော့၎င်းကိုယ့်အကိုပဲဒီလိုစိတ်လောနေရ၎င်းအဲ့လိုမျိုးတွေရှိတယ်အဲ့တော့နည်းနည်းဘိုးလုပ်လိုက်ကြတယ်အဲ့တော့လောက်တာလောက်ပေါ့နော်ဒီလိုပြီးလွှားတာကြီးတွေကျိုးပေါ်လွှားကနေခုံသွားတာကြီးတွေမလုံးနဲ့ပေါ့နော်ခက်မြင်မြင်လမ်းလျှောက်တာတို့ဘာလို့လောက်ပဲလောက်ပေါ့နော်နောက်တစ်ခုကကျတော့တက်လိုင်းဆွဲနေတဲ့အချိန်မျိုးမှာလို့တက်လိုင်းတန်းရှင်းကြီးတွေဖြစ်နေတဲ့အခါမျိုးတွေတောင်ကျိုးတိုက်ပြီးကျိုးတန်းရှင်းကြီးတွေဖြစ်နေတဲ့မျိုးခါမျိုးတွေမှာအဲ့လားရတဲ့ကြီးတွေမှာမနေသင့်ဘူးပေါ့နော်ဒီလိုကျိုးပြန်ရရင် snap back ပြန်ရရင်ကိုအဲ့နောက်ကနေလူတွေပဲခြိုက်သွားပဲပေါ့နော်အဲ့တော့ snap back area တွေမှာလည်းမနေသေးဘူးပေါ့နော်သူပြတက်ပုတ်ကျိုးတာပြတ်သွားခဲ့ရင်တောက်လျှောက်ကြီးဟို Henry ဆိုတဲ့တန်ကြီးတွေတော့ပြတ်တယ်လူဆိုရင်တော့ပြောနေပေါ့နော် station တွေမှာလည်း accident ဖြစ်များတယ်အဲ့တော့ရှေ့ကပြောခဲ့သလိုပဲကိုဖြစ်ကိုခံမယ်ပတ်စံပဲရမှာပြီးရင်ပြီးသွားတယ်ကိုပွားရင်အဲ့တော့နော်အဲ့တော့ဒီလိုမျိုးနေရာတွေမှာလည်းကိုအနေနဲ့ကိုကြည့်ပြီးတော့အဲ့လိုလုပ်ရမှာပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာပေါ့နော်ကျွန်တော်တင်မောသားညီကိုတွေလုပ်တဲ့အခါမှာကိုယ့်ရဲ့အသက်အနေနဲ့ရှိရဲ့အလုပ်တွေကိုလုပ်ရမယ်ဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ကိုယ့်ရဲ့ PPE ပြည်စုံဝတ်ပြီးမှလုပ်တင်ပါတယ်အဲ့တော့တခုဖြစ်သွားရင်လည်းဒီလိုမျိုး equipment တွေပြည်စုံဝတ်ပြီးဖြစ်သွားပြီးမှလာကိုကရော်ကြေးရမယ်နေထားပါတော့အဲ့တော့ပြီးတော့ကိုတမောကဘယ်သူမှအတင်းကျပ်ကြီးအမင်းလုပ်ရမယ်ဆိုတာမရှိဘူးဗျာညင်ပိုင်ဝင်ရှိတယ်ဒါကိုကလည်းမိတ်ဆန်ဖြစ်ဖို့လိုတာပေါ့ဗျာဟိုမျိုးကြီးပါမခိုင်းရမလုပ်နိုင်လို့ဆိုအဲ့လိုကြီးတော့မဟုတ်ဘူးအကြောင်းတရားရှိရမှာတတိကကျွန်တော်ဆိုလိုချင်တာအဲ့လိုအတန်နဲ့ရှိရဲ့လုပ်တွေကိုပါညာဆိုလိုချင်တာပါအဲ့လိုမျိုးလေးဆိုလဲတေချာထားပါတော့ anglo ဆိုလဲ anglo ventilation တွေတေချာပေးပြီးမှဝင်မယ်ပေါ့ပါညာအဲ့လိုမျိုးဆိုလိုချင်တာပါအဲ့တော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်